တကယ်ချင်း ကိုကိုကြီးကိုကိုကြီးကိုကိုကြီးညီမလေးမင်းလေကိုကိုကြီးရဲ့ ညီမလေးရမင်းလားကိုကြီးအိမ်မက်မှန်တာမဟုတ်ပါဘူးနော် မဟုတ်ပါဘူးကိုကိုကြီးရဲ့ညီမလေးပါကိုကိုကြီးရဲ့ ညီမလေး ကိုကိုကြီးဒီအကြောင်းနဲ့ညီမလေးကိုဘာလို့စိုးကြီးကလေးမပြောခဲ့ရလဲကိုကိုကြီးရဲ့ဒီအကြောင်းတွေကိုညီမလေးစိုးကြီးခဲ့ရတာပြီးခဲ့ရင်ကိုကိုကြီးဘာဒီလိုဆက်ဆံမိမှာမဟုတ်ဘူးကိုကိုကြီးရဲ့ကိုကိုကြီးကလေသိနေနိုင်လို့လားပဲညီမလေးနိုင်ငံခြားမှာပညာသွားသင်ရတာအဲ့ဒီတော့ကြီးစုတော့မှာဆိုကိုကိုကြီးရဲ့ ညီမလေးရေမငိုပါနဲ့ညီမလေးညီမလေးငိုရင်ကိုကြီးမနေနိုင်လို့ပါခွဲညီမလေးလေကိုကြီးမရှိရတဲ့နောက်ပိုင်းမှာဘဝကိုကောင်းမှသာရှင်းတယ်မှာခွဲ အဲ့လိုမပြောပါနဲ့ကိုကိုကြီးရဲ့ညီမလေးကိုထားခဲ့မဲ့စကားကြီးလည်းမပြောပါနဲ့ ညီမလေးညီမလေးကိုကြီးကဖေကိုပေးခဲ့တဲ့ကလေးကိုကိုကြီးကြည်နိုင်ခဲ့ပြီလေခွဲကိုကြီးကျင်းနေပါလေခွဲကိုကြီးလေခုဖေနဲ့မေနောက်ကိုလမ်းရမဲ့လမ်းစာရေးရေးလေးကိုကြီးမြင်နေရပြီခွဲ ကိုကြီး ညီမလေးကိုကြီးမရှိရတဲ့နောက်ပိုင်းလေညီမလေးဘဝကိုကောင်းမွန်စွာရက်တည်ရှင်တယ်မှာကွယ်ကိုကြီးညီမလေးကိုနှုတ်ဆက်ပါကွယ် ကိုကိုကြီးညီမလေးကိုမထားခဲ့ပါနဲ့ ဆိုင်တော်ရာဆိုင်တော်မင်းကညံတစ်ခုပါကိုကမင်းအခုတော့မင်းချီထားခဲ့တဲ့ရောစင်ချိုးတွေကိုမင်းဖြတ်ပြီးထွက်သွားတော့မယ်ပေါ့ဆိုင်တော်နောက်ဆုံးချိန်မှာတော့ညီမလေးကိုမျက်နှာမကယ်စေခြင်းနဲ့အကိုတယောက်ရဲ့စေတနာညီမလေးပျော်ရင်အကိုလည်းတေပျော်ပါတယ်ဆိုတဲ့စိတ်ထားတွေကပဲအကိုဖြစ်သူကညီမလေးပေါ်ထားရှိရဲ့အဖမေတ္တာအမိမေတ္တာမေတ္တာတွေအနန္တနဲ့ပြီးဆက်ထားကြောင်းတွင်းမြင်စေပါတယ်ဆိုင်းတော်တယောက်နောက်ဆုံးချိန်မှာသူချစ်ရတဲ့ညီမလေးရဲ့လူထွေးမှုကိုရရှိခဲ့ပေမဲ့လောကထဲမှာသူချစ်ရတဲ့ညီမလေးကိုဝမ်းသာပီတိဖြစ်လျက်နဲ့ပဲနှုတ်ဆက်ထွက်ခွာသွားလေပါပြီ